အားလုံးမင်္ဂလာပါရန်နာဒီနေ့အော့ချက်မှာပါဘာလို့လဲဆိုတော့ရန်နာဒီနေ့စပင်းလာလောက်တာပေါ့နော်ဆိုတော့စနေနေ့ဆိုတော့ချက်ကတော့လုံများတယ်ရန် crowded ဖြစ်တယ်နဲ့မသွားခင်ဘိုက်စားတာနဲ့မနေ့ဆိုင်နေ့စားနဲ့ပေါင်းပြီးတော့မလာထန်ဝင်စားတယ်အဲ့ဆိုင်တအားစားလို့ကောင်းတယ်ရန်နာbest in town ပေါ့နော်အကြိုက်ဆုံးပဲအဲ့ဆိုင်အောင်စားတယ်ဆိုင်းတန်းနဲ့အပြင်မှာမူးရီရွာနေရမသိလိုက်ဘူးပြီးတော့ထီးမပါလို့ပြေးရအဲ့နဲ့မိုးရွာနေတန်းလန်းနဲ့ပဲသွားတဲ့လမ်းမှာရနာ coffee ဝင်ဝယ်လိုက်တယ် stylist နဲ့ရနာနဲ့တွေ့ပင်ရွေးရပေါ့နော်စပင်ကကြတော့bleach လောက်ထားပြီးသားအရောင်မှပြန်ထွက်လာတော့အဲ့နဲ့နည်းနည်းလေး darker color လေးပြန်ပြီးတော့လောက်တာဆိုတော့တဆင်မဲဆိုးလိုက်ရတယ်ပေါ့နော်ဆိုတော့ဒါတော့ပြီးွားတဲ့ပုံမှာဆိုတော့ဓာတ်ပုံထဲမှာတော့တိတ်မသိတာဘူးပေါ့နော်ဒါပေမဲ့အပြင်မှာတော့အယောင်လေးနည်းနည်းရှိတယ်အဲ့နဲ့ရနာပြန်တော့မိုးချုံနေပြီဆိုတော့အော်ချက်ကိုနည်းနည်းလေးပတ်ကြည့်လိုက်တယ်အော်ချက်ကအမြဲတမ်းလှတယ်ဒါပေမဲ့ Christmas season ကပို့ပြီးတော့လှတယ်ပေါ့နော်ဆိုတော့အဲ့ဒါရနာနောက်ပိုင်းကျမှဗီဒီယိုတက်တက်လေးတစ်ခုထပ်ပြီးတော့တင်ပေးမယ်လမ်းလျှောက်ပြီးတော့ရနာအဲ့နားမှာဝယ်စရာရှိရလေးတွေဝင်လာတယ်ပေါ့နော်အဲ့အပိုင်းတွေတော့ရနာမိသွားလို့မရိုက်ခဲ့ရပါဘူး